အားလုံးပဲမင်္ဂလာပါဒီမှာကျွန်တော်တို့အခုဘယ်ရောက်နေလဲဆိုတာသိကြမှာပါဒီဘယ်ညတင်မောပေါ့ရောက်နေရပါတော့ဒီကတော့အခုထူးခြားနေတာတွေ့ကြတယ်ကျွန်တော်ရဲ့စကင်ဘာလို့လဲဆိုတော့ကျွန်တော် Minecraft ကို update တင်တာဗျာတင်လို့မရဘူးဗျာအဲ့ကြောင့်ဖြတ်ပြီးတော့ update အသစ်ပြန် down လိုက်တာရသွားတာအဲ့ကြောင့်ဖြတ်လိုက်တာပဲနော်အဲ့ကြောင့်ကျွန်တော် skin ကပြန်မရသေးဘူးကဲအခုဒီမှာမိတ်ဆက်ပေးချင်တာဒီဘောလုံးကွင်းဒီဘောလုံးကွင်းအကြီးရယ်ကျွန်တော်တို့ရဲ့ဒီပင်လယ်မြတင်မောရယ်ဒီရွာကြီးကိုမိတ်ဆက်ချင်လူတယောက်ကဗျာဟုတ်တယ်ကျွန်တော်တို့ဗျာလာပြီးတော့ဟိုကရောင်းထားတာဗျာဘောလုံးကွင်းရအမိုက်ဆုံးလို့ထင်ပါတယ်နော်ဟုတ်တယ်ကျွန်တော်တို့လည်းကြာရင်ဝယ်မလို့ပေါ့ဗျာဒီကောင်ကတော့ဟိုကအေး1000ကိုရ1000ကိုဘလုံးကွင်းရကျတော့9000ရွာကျတော့ဟိုက1000ကိုပဲကျွန်တော်တို့ကြာရင်ဝယ်ကြည့်မယ်အေးရောကြည့်မယ်ဟုတ်တယ်နော်ဝယ်ရှိမယ်ဆိုတော့ဟိုမင်းကမိုးလင်းသွားပြီမင်းမိုးလင်းလိုက်ကျွန်တော်အစွမ်းနေတယ်လို့လည်းတော့နင်းဟာဒီမှာဒန်းဟုတ်တယ်ဒန်းလာမသိဘူးဒီတင်မောကြီးပေါ့လူတီချာလေးရောစောက်တန်ဒီကဘာနေရတော့1000ကိုဆိုနဲတောင်နဲဒီကဘာနေရတော့ဒီကန်းဆိုတာ3000ခုနပြတဲ့နေရဘာနေရရဲ့ဒီဒါဘာဖြစ်မလဲမသိကျွန်တော်လည်းအေးစကားမကြည့်အောင်မသိဘူးဗျဟိုကျွန်တော်မနေ့ခုန YouTube ကြည့်နေရတိုင်းမရလို့သူလည်းမကြည့်ဘူးနေလို့ဟိုမသိရပဲထင်တယ်ပေါ့ကဲကျွန်တော်တို့ဒီအပေါ်တက်ကထမင်းစားရနေအေးရပဲဟင်းချက်လာကွာအေးရပဲရောက်နေပဲငါးလေးမှမသိဒီအပေါ်လေးတက်ကြည့်အောင်ဟုတ်တယ်လင်းမင်းနေပဲဟင်းအောင်ကြီးဘာရောအပင်တို့မွေအေးပြန်တက်ပြရအောင်မယ်သူရောက်လာလို့ရှိရင်ပြောနေသူစောက်တာရပြန်တက်ပြီမင်းရှူမပြောနဲ့နော်ဟုတ်ပြောစစ်တူမပြောချင်နဲ့နော်သူ့မပြောကြနဲ့သူမပြောချင်ပြန်တော့ထားပြီပြောချင်နဲ့နော်ဒီပြောချင်နဲ့ပြောရင်ဒီလန်တော့ပြောဒီသူ့ပြောချင်နဲ့နော်ပြောရင်ဒီဗီဒီယိုဟိုမကြည့်နဲ့တော့နော်ဟောင်းအိမ်ဒါကြီးဟာအိမ်ဒါကြီးရောက်နေတာလားဒါစာကြည့်လိုက်ဟုတ်လားတီးပါကွာဒီမှာဒါတင်မောင်းနေနေရည်ဘမမောင်းကြည့်ပါမောင်းလို့မရဟုတ်တယ်ဒါကြည့်ရလေဟိုဘလူးမောင်းလားမရဘူးရိုးပဲတက်တာကဲဆိုတာ3000တက်ဟောနော်အခုကသူကဓာတ်ရက်ကြားလာပြီကွာသူကအဲ့လိုမျိုးကြီးစောက်ပြီးရောင်းလာဒါဈေးလျှော့လိုက်တာကိုကညာကြီးပြန်နေရောကိုကညာကြီးလာမသိဘူးထွက်ကြည့်လိုက် Wi-Fi ကလည်းမရမနဲ့ပဲနေမှာ Wi-Fi ကလည်းတိတ်လိုင်းမကောင်းတော့ကျွန်တော်စကင်ကလည်းပြန်မရသေးဘူးဗျဒီအတောင်ဘယ်လိုဝယ်ရမလဲမသိဘူး What the ဒီ
ဒီလိုအခန်းနေရရှိရလားငါမသိခဲ့ အေးကြောက်လိုက်တာဒီခန်းကကြောက်ရှာကြီး ဘာကြီးတော့ ဘာလို့ကြောက်ရှာကြီး ဒီမှာကြိုလေးနဲ့တမင်လေးပေါ့တမင်လေးပဲစိုးတော့မစိုး ကျဲရဒီညရမောင်မဲနေရပဲနော် ဒီထဲရအောင် ဝင်ကြည့်အေး ကိုမရှိဘူးပြန်တက်ရမယ် ကားပါဘူးကွာကားပါဘူးရတဲ့ရ ဟဲ့မောင်မင်းကြိုးရှာတရေအိမ်လာတော့မီးလေးထွန်းမယ်ကျွန်တော်ဝယ်ရင်ဒီတင်းမောမှာအကြာကြီးနေမှာနော်ကျွန်တော်ရဲ့ spy veil ကိုဒီတင်းမောကြီးတော့ထည့်လိုက်လို့ထည့်မယ်ဗျာကျွန်တော်ရဲ့ ice wall လာမသိဘူးပါ ice ကခုမှအပစုပ်2လောက်ပဲရှိအောင်ပါအေးတဲကိုထည့်လိုက်မယ်ဒါကြီးဝယ်ချင်ဝယ်ပြီးတော့ပြည့်စုံရင်တော့ဝယ်မှာမဝယ်ဖို့ကတော့များနေပြီဘာလို့လဲဆိုမှောင်လို့ဗျာမီးလေးထက်ထည့်မယ်ဆိုတော့ရတယ်ဒါခုနကခံရင်နော်ဝယ်မယ်ဗျာဒီကောင်ကြီးဒီကောင်ရှယ်လောက်ထားတာဒီမှာအိတ်ခမ်းဒီမှာအိတ်တာကျွန်တော်အိမ်မှာပူကြီးกว่าလို့ဘယ်လိုမရကြည့်နေတူလို့မရကျွန်တော်ပူကြီးกว่าကဲတင်မောကြီးပြီးပြီဗျာတင်မောကြီးလှပါတင်မောထိတ်ပိုင်းလို့ပြောင်းမှာရှင်မိုက်တာဒီဟာတော့10မှတ်မှာ10မှတ်မှာ9မှတ်လောက်ပြီးရဗျရွှေကြိုက်သွားကဲဘလုံးခွေးရအောင်ပြောကြမရှိပါဘူးဒီမှာဘလုံးခွေးမယ်ပေါ့နော်ဒီမှာ9တိုင်ရှိမယ်နေမှာအကျွေးရွေးရောင်ကြီးကျွန်တော်တော့စောက်တာတခုရှိတယ်ဗီဒီယိုလုံးလို့ဒါပေမဲ့တူးလောက်တော့မကြည့်ဘူးကျွန်တော်စောက်တာဗျာသူကတိုးမွေးလမ်းမို့ဒီမှာကျွန်တော်ခုနမွေးခဲ့တဲ့ကောင်လေးဒီမှာမွေးအကုန်လေးမွေးမယ်ဒီမှာဒီကောင်လေးကဘောလုံးလုံးလို့ရတယ်ကြည့်ဒီမှာဘောလုံးဒီမှာဒီကောင်လေးကိုရိုက်လိုက်ဘောလုံးလုံးရတယ်သူကတော့မပြောတော့ပါဘူးဘောလုံးလေးတော့ထားခဲ့ဘောလုံးကွင်းဆိုတဲ့အတိုင်းဘောလုံးကွင်းမှာဒါတော့10မှတ်မှာက10မှတ်လောက်တော့ပြီးတင်းဝကြီးအကြိုက်ဆုံးပဲဖြစ်ဒီတည်းတခုဘာလို့ဒီမွေးကြိုက်တာကျွန်တော်ဒီအောင်10မှတ်ပြီးရဒီဘောလုံးကွင်းကိုโอเค10မှတ်ပြီးရဘယ်ဟာဝင်ကောင်းမလဲရွာတော့ကျွန်တော်ဟိုတင်ပေါ်ကြီးကိုရတော့ဟိုစစ်ပေးရစစ်လောက်ပေးရကွာဒီမှာရွာတော့ villager ကြီးရှိပါတယ်ဒီမှာ villager ကြီးပေါ့နော် villager ကြီးရှိပါတယ်ဒီမှာအိမ်ကြီးလဲစုံလင်းပါတယ်ဒီမှာအိမ်ကြီးတိုင်ပြီးတိုင်ပတ်ကြည့်လို့ရတယ်ပေါ့နော်အိမ်ကြီးဆိုရှေ့စုံပြီးတော့ဟေ့အောင်ရေးဒါပါကြီးတော့ဟုတ်တယ်တင်မောကြီးမြင်တော့မြင်နေရတယ်ဒီခုံးပတ်ကြည့်နေဒီမှာအိမ်ကြီးဟိုရပါကြီးတော့အိမ်လေးဒီခေါ်ကြရထွက်ဒ
ကျွန်တော်ဖြတ်တာနည်းနည်းတော့ရှိရဗျာထို့သေးတယ် Minecraft ကဒီခလုတ်လေးထည့်လိုက်လို့လေဒီယူရဲခလုတ်လေးဒီမှာဗျာကျွန်တော်ပြစရာတစ်ခုရှိတာအိမ်နေမှာလားပဲဒီမှာကွာ အဘောဘာလို့မီးလောင် သူကမီးလေးပါထည့်ပေးတာဗျအဲ့ဒါလေးဝင်ပြောအောင်ဒီမှာဗျာကြည်အောင်ဓာတ်ပါတော့ကော်ရှင်မက်ဒီမှာချက်စီးရင်မရဘူးဗျာအဲကြောင့်ကျွန်တော်ဒါလေးနဲ့ယူလိုက်အဲ့မှာပေါ်လဲမပေါ်ဘူးဗျာကော်ရှင်မက်ဘာထားရလဲဆိုရိုးရိုးအချောင်းလေးပဲအဲ့မှာကြည့်အဲ့မှာရိုးချန်စီရိုးပုံစံလေးပဲကျွန်တော်တင်မောကြီးဝယ်မယ်ဗျာသူ့ကိုပြောလိုက်အောင်ကဲပါရမှာဒီရွာကိုတော့ကျွန်တော်ငါးမှတ်ပဲပေးရဗျာယူပြပဲနေမှာပေးရော ရွာကိုကြတော့စမနဲ့ဟိုစမဒီတမောရဟိုစမပေးရမဟုတ်ကိုမပေးရအဲ့တမောရကိုမပေးရ အားလုံးပဲဒီနေ့ဗီဒီယိုအဲ့တော့ ဟိုရွာရကြတော့စမပေး โอเคဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီတင်မောကနေစိုက်ဒီတင်မောကနေပဲပြန်ဆုံးသက်ချင်ပါတယ်ကျွန်တော်ဒီနေ့ဒီတင်မောကိုတောင်းခွဲနဲ့ဝယ်လိုက်မယ်ဗျာ ဒီတမောဟိုတသိန်းနဲ့ဝယ်လာ တသိန်းမှမီအောင်လားဘာလို့မပိုင်းပါ